Ebidian KC channel လေးကပြန်လဲကြိုးဆိုပါဗျာနော်ဒီ Ebidian KC channel လေးကနော်ကျွန်တော်ကဘုဒ္ဓတာနော်ယတာစာပေတုတာဘာညာပြုကအရာတွေရဲ့ကျွန်တော်ရဲ့ဘဝနော်ဖြတ်တန်းခဲ့ရတဲ့ site တွေအတွေ့အကြုံတွေဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေဒါမျိုးတွေပြပြတဲ့ channel ဖြစ်ပါတယ်ဗျာနော်ကျွန်တော်စာဖတ်ပါနော်စာဖတ်ပါ line ပေါ်မှာလဲနော်မဟုတ်တဲ့အရာတွေနဲ့မကုံဆုံးပါသေးနဲ့ကိုယ့်အတွက်ပညာဘုဒ္ဓတာနော်နော်ငွေကြေးကုသိုလ်ဒါမျိုးတွေရတဲ့ဟာမျိုးတွေပဲခြောက်ဖွေပါနော်ရက်သေးတာကြီးပဲတောက်စားနေပါနဲ့စလိတ်နော်မူရစီဝါတွေနဲ့ရှင်တန်ပါနဲ့နောက်လေမိုင်းဆိုင်ရာဒီဟာတွေပါနဲ့ပဲရှင်တန်နေပါနဲ့နော်ကျတော့ချင်းဘယ်လိုပြောမလဲကျွန်တော်ပြောတာတခုခုပေါ့နော်ကိုယ့်ဘဝအတွက်အကြောင်းအရာတစ်ခုခုရဖို့ဟာနော်ဒီဟာကိုကျွန်တော်ကတော့ဦးစားပေးချင်တာပေါ့နော်ကျတော့နော်လူဘဝကြီးမှာကျင်လည်မယ်ဟေးဆိုလို့ရှိရင်တော့နော်အရေးကြီးဆုံးအရာတစ်ခုကိုနော်ပြောပြသွားမယ်နော်ခင်မင်မှုကပိုအရေးကြီးတယ်တဲ့ဟုတ်ကဲ့လူတွေတော်တော်များများကတော့ငွေရှိရင်ပိုပြီးခင်ကြပါတယ်တဲ့ရိုးသားမှုကအရေးကြီးတယ်ဟုတ်ကဲ့လူအများစုကတော့မရိုးသားရင်တောင်ငွေရှိတဲ့သူတွေဆိုတိတ်မပြောရတော့ပါဘူးပညာကပိုအရေးကြီးတယ်ဟုတ်ကဲ့ငွေရှိမှပညာသင်လို့ရတဲ့ခေတ်မှာပညာရွှေအိုးကငွေရှိမှဝယ်လို့ရတာပါကိုကျင့်တရားကအရေးကြီးဆုံးဟုတ်ကဲ့ကိုကျင့်တရားမကောင်းတဲ့သူတွေငွေရှိလာရင်အမှန်တရားကရောက်လာဖို့ရှေ့လန်းတွေတိတ်နှေးလွန်းပါတယ်ဗျာအရှိကအရေးကြီးပါတယ်ဟုတ်ကဲ့ရေစရာအကောင်းဆုံးပြက်လုံးတစ်ခုပါပဲ